ကျေးဇူးတင်စကားပြောချင်တော့နော်။ဘာလို့လဲဆိုတော့အခု2024အထိကတော့ဒေးဗစ်ခင်မွန်ကနေပြီးတော့တန်ဖိုးရောက်သွားတဲ့ဒေးဗစ်ခင်မွန်နဲ့တာဝန်ယူပြီးတော့ OSC ကိုကန်ခဲ့တယ်ပေါ့နော်။2025ဆိုပြီးတော့ကျွန်တော်နေပြီးတော့ဒီဆရာတို့ရဲ့ဒီ office space ရအောင်နော်ဒီဆောင်ရတယ်။ဆိုတော့တကယ်တမ်းတော့တကယ် social communication အဓိကအနေနဲ့တည်ယူရတော့ပတ်ကောင်စီနဲ့ဖြစ်တယ်။တော့အဲ့မှာဒီ specialization လုပ်တယ်ပေါ့နော်။ဒီကလကြီးမိုင်းကြီးကမှလည်းတော့တယ်ဒါပေမဲ့ဘာလို့ကိုယ်တိုင်သိရလဲဆိုတော့ဒီချက်ကိုမကောင်းဝင်တဲ့ပါလေပို့ပြီးတော့နော်တည်ယူနိုင်ရအောင် further study ပြန်သွားဖို့ဒီကိုယ်တိုင်သိတာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဒါဝန်ခံနေတဲ့ကျေးဇူးတင်စကားပြောချင်တာတော့ဒီကနေ့မှာပေါ့ဒီ Jubilee of OSC and RB ဒီမှာ essentially ဖြစ်တယ်နော် essentially အဲ့ဒီမှာမစ္စတာဦးဆောင်ပြီးတဲ့ promotion ပြုရေးကျေးဇူးတင်နေပြောချင်ပါတယ်ဒီရှင်အဓိကအနေနဲ့ဒီချင်းမီဒီယာမှာအဓိကကိုရှားကြတဲ့ဟာခါ RB နဲ့ Flam RB ကိုလည်းအထူးကျေးဇူးတင်နေပေါ့နော်တရားနဲ့ပတ်သက်ပြီးအဓိကလို့ဆောင်ရွက်ကြတာဖြစ်တယ်တာဝန်ခံရတော့ဒါက financial ကတော့West ကတော့အများကြီးပြန်လုပ်ဖို့တော့ရှိရောနော်သူတို့နှစ်ပါးနေပြီးတော့အဓိက financial ပိုင်းရတယ်တော့ကျင်းဝကြမှာဖြစ်တယ်လို့ဆောင်ကြမှာဖြစ်တယ်လို့ပြောတယ်သူလည်းကြီးစွာတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးရှိရင်ဒီအာရီရဲ့ပြည်သားများခလာမာရီရဲ့ပြည်သားများဟာခါရဲ့ပြည်သားများပြီးရှိရင် West မှာမနာမနေတဲ့ချီဒီမဲ့ဒီဆွမ်းဆောင်နေစေတဲ့ဆရာမမကြားလေးကိုလည်းအခုကျေးဇူးတင်ရှိပါတယ်မိုးထဲဒီထဲနေပြီးတော့အမြဲတမ်းလာပြီးတော့ကျမ်းမာကြီးတခါတလေကောင်းတဲ့ကြားချက်ကဖြန်းလာတက်လာပြီးတော့ပုံမှန်စာရေးရှိတယ်အဲ့ဒီဟာကိုဒီဟာခါပါတယ် literature ဖြစ်လာနော်နာကမဆိုရှင်ဒါကြီးကတန်ဖိုးဖြတ်လို့မရတဲ့အရာဖြစ်လာတယ်ဆိုတော့ဆရာတော်ကကြားလို့လည်းအထူးပဲကျေးဇူးတင်ရှိရဲလို့ပြောချင်ပါတယ်ပြီးတော့ဒီကနေ့ပါလာသူများဒီကိုရန်ကြီးရဲ့သတင်းစကားတွေ education ပုံမှန်ကြီးရဲ့ပေါ်လာတယ်ပေါ့နော် education for ထောင်းရဲ့ဒီတောင်းဆိုချက်တွေအကြံပေးမှုတွေမိမိတို့ရဲ့ဒီမီဒီယာပေါ်ကိုဘောထားရတယ်ဘယ်လိုတိုင်းလာရမလဲပေါ့နော်ဒီအားပေးချက်တွေကိုနားစင်နားထောင်ပြကြတဲ့ပေါ်တော့နေရောက်စီကံကိုပြည့်ကျေးဇူးတင်ရှိ